စိုးတင်းနှစ်ကြားလာပါရထားပါရထားပါရင်နှန်းနေလာနေပြီအားလုံးအသင့်မြင်ထားပါရထားလားအစိုးတက် ready ပါဘိုးစိုးနေ ready ပါရထားပါရထားလောကမှာရှင်သန်မှုအတွက်အင်အားကြီးမှဖြစ်မယ်ဆိုတဲ့အတီကိုမထပ်သိခဲ့ရသူတို့နှစ်ယောက်ညှိနေပြီထင်တယ်မင်းကောင်လိုက်ရှာနေရတယ်မင်းလားမဆုံးလို့ရှင်ကျမရှိဘူးရုပ်ပြောင်းရုပ်လွယ်လောက်တန်ရုံလောက်နဲ့ CID တယောက်ကိုပဲတောင်းမှလှည့်ဆောင်မှုကြိုးစားပါနဲ့မင်းပညာ